ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Nin Audio Book Channel လေးကနေကြိုဆိုလိုက်ပါတယ်။ Channel လေးကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှလုံးသားရချမ်းမြေ့ကြပါစေရှင်။ Channel လေးကိုမနားဆင်ခင်မှာ Like and Subscribe လေးပေးသွားဖို့နဲ့ Notification Bell လေးကိုနှိပ်သွားပေးဖို့တောင်းဆိုပါရစေရှင်။ဒီနေ့တင်ဆက်ပေးမှာကတော့တာတီရဲ့တစိမျက်လုံးစာအုပ်ထဲကမှတရေမနဲ့စုံနေညာဆိုတဲ့ခေါင်းစဉ်လေးကိုတင်ဆက်ပေးကြပါမယ်။အမှန်တိုင်းဝခံရမယ်ဆိုရင်တော့ကျုပ်ကဒီတက္ကစီသမားဘဝဒီ driver ဘဝကိုအတော်စိတ်ကုန်ခန်းနေပြီဒီအလုပ်ကိုကျုပ်ဆွန့်လွတ်လိုက်ခြင်းမီဒါတကယ်ဒါပေမဲ့ထပ်ပြီးမှန်တာပြောရရင်လေကျုပ်ကဒီကားမောင်းတဲ့အလုပ်ဒီတက္ကစီ driver အလုပ်ကိုပဲလုပ်တတ်တာဗျအခုဆရာကိုကျုပ်ပြောပြမယ်ပရလောကနဲ့ပတ်သက်တဲ့တစိအချောက်ခံရတဲ့အဖြစ်ကဒီတက္ကစီလောကရောက်မှတွေ့ကြုံရတာလေးရဲ့ကိုပြပြမလို့ပါဟာဒီပရလောကသားတွေဝိမာနိကပိတ္တာဘုံသားတွေဆိုတာဖះဟောပဲလေကျုပ်တို့လက်တကမ်းမှာကျင်နေကြနေထိုင်ကြဆိုတာကြုံယုံပါတယ်သူတို့ရှိလို့လေကျုပ်နဲ့ကြုံရဆောင်ရတာပေါ့ဆရာရဲ့ပရလောကနဲ့ညာကြီးပိုင်းမောင်းနဲ့ညတက္ကစီသမားတွေဆိုတာပြောရရင်လင်းနဲ့မယားရှာနေသွားလို့ပဲခဏခလုတ်တိုက်မိကြတဲ့အဖြစ်ပြက်တွေကအများကြီးဆရာဘာလို့ဆိုညဘက်ကားသမားတွေကတညလုံးဂျောင်းညိုချောင်းကြားမကြံသွားလာရတယ်လို့ပရလောကသားတစေတရေတွေဆိုတာလဲညမူးချုံမောင်ကြီးမှသူတို့တွေကအပြင်ထွက်ပြီးကျင်လင်ကြရရှာဖွေစားတော့ကြရတာမဟုတ်လားတကွေးမဟုတ်တကွေးကြုံကြရတာပဲကျုပ်တို့ညာကြီးပိုင်းမောင်းနဲ့တက္ကစီကားလောကမှာတစေတရေပရလောကသားတွေနဲ့မကြုံဘူးတဲ့သူရဲ့လို့မရှိဘူးတစ်ချိန်မဟုတ်တစ်ချိန်ကြုံတွေ့ကြဘူးတာကြီးပဲလေပထမအချိန်တရေ6ခံရတော့ကကျုပ်ကဘီယန်ကားမောင်းနေတဲ့အချိန်စရာသိတဲ့အတိုင်းအဲ့ဒီတုန်းကလမ်းတွေကစုပ်ကားတွေကစုပ်ဂိတ်တဲတောင်အစုပ်နဲ့တခါတရံကိုကားပေါ်ထိုင်ကုန်ကြအိတ်ခဲ့ရတဲ့ညတွေဆိုမရေနိုင်ဘူးကျုပ်တို့ကားဂိတ်ကမျိုးစုံမျိုးသစ်ထိပ်ပြားရက်ွက်ကလည်းပြန်ကြအနားမှာကမြက်ရိုင်းခြုံနာတွေနဲ့တင်းငယ်ဟောင်းကြီးတစ်ခုရဲ့မနီးမဝေးမှရှိတာအဲ့ဒီညကကျုပ်ကလည်းတစ်ခွက်တစ်ဖလားမော့ပြီးတောက်နေကြဆိုင်ကလေးကနေကားစီပြန်လာခဲ့တာကားဂိတ်ကိုရောက်ဖို့တင်းငယ်ဟောင်းလေးဘေးကနေဖြတ်ရတာလူကလည်းရီတီရီဝေမကဘူးအတော်လေးမူးနေတာဆိုပါတော့ဒါပေမဲ့လူလုံးကတော့ကွဲတယ်ပြောရရင်ဒီသင်္ချမ်းဟောင်းလေးရဲ့အနားမှာကျုပ်တို့ဘီယန်လိုင်းကားကရိုက်ဘာလာကြီးနဲ့စပယာကျော်ကြီးတို့သပင်ဖားလျားတရေမနဲ့နှစ်ခါသုံးခါလာစုံမှုတွေဆိုပြီးသတင်းကြီးနေတာတင်ញိုင်းကုန်းကဟိုတုန်းကလူသိမြုပ်နှံခဲ့ပေမဲ့အခုကမမြုပ်တော့တာကြပြီအစာကလေးကတုတ်တန်တစားပြင်းဆိုတော့တစေတရေတွေပရလောကသားတွေပျော်မြူးကျစားကြမှာပဲပေါ့ကျုပ်ကတော့တရေအချောက်အခုချိန်ဒီတခါမှမခံဘူးတော့တိတ်ယုံလှတယ်လို့တော့မရှိပါဘူးပရလောကရှိတယ်ကျွတ်မလွတ်တဲ့သူတွေလည်းကျုပ်တို့လက်တကမ်းဝန်းကျင်မှာအများကြီးဆိုတော့ကျုံနားလေပါတယ်ဒါနဲ့ဆက်ပြောပြအောင်မယ်ခုနပြောပြပြီးပြီနော်ကျုပ်ကပရလောကကိုယုံတယ်ဒါပေမဲ့တစေတရေတော့အချောက်လက်မခံဘူးလို့ကျုပ်အဲ့ဒီညကတင်းငိုင်းကုန်းလေးနှစ်ဘေးကလမ်းနဲ့လျှောက်တော့စိတ်မနေကြက်တင်းတစ်ချက်တော့ထသွားတာဗျဒါပေမဲ့ကျုပ်စိတ်ထဲမှာလေတိုက်လိုပဲလို့ထင်နေတာကျုပ်လည်းရိုင်းနေရိုင်းထိုးနဲ့လမ်းတိုင်းခြောက်လာတာပေါ့အဲ့ဒီမှာကျုပ်ချီကိုလှမ်းကြည့်လိုက်တော့တင်းញိုင်းကုန်းမြေပုံဟောင်းတွေခြုံပုတ်တွေကြားထဲကမင်းကလေးတယောက်လမ်းလျှောက်ထွက်လာပြီးကျုပ်ရှိကနေလျှောက်သွားတာအချိန်က9နာရီလောက်ရှိနေပြီအမှန်တကယ်ပြောရရင်ကျုပ်တို့ကားဂိတ်ကဒီနားမှာရောက်နေတာကြာပြီတင်းញိုင်းဘက်ကလူသွားလူလာပြက်တယ်ညာကြီးမင်းကြီးအဖော်မပါပဲမင်းကလေးတယောက်ကိုတွေ့လိုက်တော့ကျုပ်အနေငယ်လန့်သွားတာအမှန်ပဲမင်းကလေးကထရပ်ပွန်ရိုက်ထိန်လေးနဲ့လုံးကြီးပေါက်လာဗျသပင်ကြီးကလည်းကောင်းလိုက်တာခါးလေတောင်ကြော်တယ်သူလမ်းလျှောက်သွားတဲ့အခါလေပြင်းမှာသပင်ကြီးတွေကလေထဲမှာတလွင့်လွင့်နဲ့ရဲ့အမှန်ပြောရရင်တော့ကျုပ်လည်းကားဂိတ်မှာဖြစ်တယ်လို့တယောက်တည်းအိပ်ရယောက်ျားလဲယောက်ျားဆိုတော့နည်းနည်းတော့စိတ်လှုပ်ရှားမိတဗျညာကြီးအချိန်မတော်မင်းကလေးတယောက်တည်းဆိုတော့လေအပျော်ငှက်လေးတွေဘာတွေဖြစ်နေလားပေါ့လေဒါနဲ့ကျုပ်လည်းနောက်ကနေငူးငူးနဲ့မတိမတာခြေလန်းတွေမြင်အောင်ခတ်တုတ်တုတ်ရှောက်သွားတာပေါ့ကျုပ်တို့ကားဂိတ်လေးကလည်းနီးလာပြီလေကျုပ်ကားကိုယ်တောင်ညအမှောင်ရိပ်ရိပ်မှာထီထီကြီးမြင်နေရပြီကျုပ်လည်းမီးရောင်မိန်မိန်လာရောင်မလင်းတလင်းအောက်မှာရှေ့ကနေခတ်တုတ်တုတ်လေးရှောက်သွားနေတဲ့အဲ့ဒီကောင်မလေးနောက်ကိုခတ်တွတ်တွတ်လိုက်တယ်ကျုပ်လည်းဂိမ်းမာကြီးပဲအိမ်မပြန်မဲအိတ်နေရတာကြားပြီလေကျုပ်တွေးတဲ့အတိုင်းမတော်တဆညအပျော်ငှက်ကလေးများဖြစ်ရင်ကျုပ်ဒီညပျော်ရွှင်စွာအိတ်ဆက်ရမှာပေါ့ကောင်မလေးကနောက်ကိုတချမ်းမှလှည့်မကြည့်ဘူးဆရာကျုပ်ကားဘေးနားကိုရောက်နေပြီကားက4-5စီးပဲညအိတ်တာတခြား driver စပယ်ယာတွေရဲ့အတန်ကလည်းတိတ်ဆိတ်နေတယ်ကောင်မလေးကရှေ့ဆက်မသွားပဲကျုပ်ကားရဲ့ညာဘက်ကအုပ်ဆိုင်နေတဲ့ကုတ်ကိုပင်ကြီးအောက်မှာရက်နေတာတွေ့ရတယ်အနားမှာလည်းတိတ်ဆုပ်လေးတစ်လုံးကအရန်သင့်ထူးခြားတာကကျုပ်တို့ကားဂိတ်ဝန်းကျင်တစ်ခုလုံးအဲ့ဒီကောင်မလေးနဲ့ကျုပ်2ယောက်ပဲရှိနေသလိုအားလုံးတိတ်ဆိတ်နေတာပဲဗျ
အဲ့ဒီခဏလေးမှာပဲခွေးတွေကဥလာပါတယ်ဘေစီကနေမှမသိတဲ့တလိုက်လိုက်နဲ့ဆော့ဆော့ငင်ငင်ဥလိုက်တဲ့ခွေးလေတစ်ကောင်ရဲ့ဥတန်းကြောင့်ကျုပ်ကြက်သိန်းတွေတပြင်းပြင်းထသွားတယ်အဲ့ဒီအချိန်မှာကျုပ်ကကုတ်ကုတ်ပင်မှောင်းအိမ်မှာရက်နေတဲ့ကောင်မလေးနဲ့လက်တကန်းအကွာရောက်နေပြီဒီမှာညီမကျုပ်အရေးစုမီကောင်မလေးကိုခေါ်လိုက်တယ်မဆုံးခင်ကောင်မလေးထံမှတစ်သက်သဘောကြတဲ့ရေမိုးတန်လေးကတူတူညင်ညင်လေးထွက်ပေါ်လာတယ်အတန်လေးကတမျိုးပဲဆရာရဲ့ကျုပ်လည်းကြက်သိန်းမွေးကြီးနေတပြင်းပြင်းထသွားပြန်တယ်အဲ့ဒီတခဏလေးမှာပဲကောင်မလေးကကျုပ်ကိုခြာကနေနှိပ်ကြည့်တာဗျအမလေးဗျဆရာရဲ့ညနေတကောင်ကြီးကျုပ်နဲ့အတူကားကိတ်မှညာအိတ်တဲ့အခြားကားကဒရိုက်ဘာအောင်တင်နဲ့မကျင်တို့ကိုရဆိုင်လင်းမယားကကျုပ်ကိုနှာနှက်ပြီးပြောကြတယ်အချိန်ကညတနာရီလောက်ရှိနေပြီသူတို့ပြောတာကတော့သူတို့အိမ်မောကြနေတော့ကျုပ်ရဲ့အတန်နဲ့ကြီးနဲ့ကြောက်လန့်တကြားအော်တန်ကိုကြားရပြီးတပုံးပုံးနဲ့ပြေးလာတဲ့ခြေတန်းနောက်သူတို့ကိုရတဲတကားဖွင့်ပြီးထွက်ကြည့်တော့ပလက်ကြီးနဲ့မျက်ဖြူလန်းနေတဲ့ကျုပ်ကိုဆိုင်မော်ပို့တင်ပြီးတတိယအောင်မနှဲနာနဲ့ရတာတဲ့ကျုပ်ကိုအရက်မူးလွန်ပြီးမှောက်ရက်လေးတာလို့ထင်နေတာကျုပ်ကိုလည်းဘာဖြစ်တာလဲတဲ့မေးကြတယ်စဉ်းစားကြည့်လေဆရာရဲ့ကျုပ်ကနဦးပြပြထားခဲ့တယ်လို့ပြလောကသားတွေတစေတရေတွေဆိုတာရှီမန်းသိပေမဲ့ကျုပ်ကအချောက်လက်မခံရဘူးဆိုတော့တိတ်မယုံဘူးပေါ့အဲ့ဒီညကကျုပ်ညီဆိုင်ကြုံတွေ့ခဲ့ရတာကတကယ်တက်ရှိထင်ရှားလူသားစစ်စစ်မဟုတ်ဘူးဗျဒနာဘဝတရေမှကျုပ်ကစကားဆက်မလို့ခေါ်လို့ရှိပြီးအဲ့ဒီကောင်မလေးကရေပြီးကျုပ်ကိုခြာကနေလှည့်ကြည့်တာလာရောင်ရိပ်ပြအောက်မှာတစောင်းကြီးပါကျုပ်တက်မှာပထမဆုံးအချိန်ပဲသူများတွေတရေချောက်ခံရကြုံရတွေ့ရတယ်ဆိုတာယုံမမယုံမဲဗျတကယ်ပါဗျာကျုပ်တက်မှာပထမဆုံးအချိန်တရေချောက်ခံရတာလက်ကြီးလိုက်တဲ့ကောင်မလေးရဲ့မျက်နှာကမျက်လုံးကဟောက်ပတ်ကြီးညာဘက်မျက်လုံးကအလုံးနိုင်ကြီးကြကြလို့မတက်တွဲလဲကြီးဗျမျက်နှာကြီးကလည်းတွေးတန်ရဲရဲနဲ့ကြောက်မဲ့ဖွယ်ရကြီးပါဗျာယုံမစရာကျုပ်ဘဝမှာပထမဆုံးတရေချောက်ခံရတာပဲနားဆင်မိကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ပုံမြင်လေးကိုနှစ်သက်သဘောကျတယ်ဆိုရင် channel လေးကို like and subscribe လေးနဲ့ notification လေးကိုနှိပ်သွားပြီးဖို့တောင်းဆိုပါရစေရှင်